ပြည်သူများရှင်ကျွန်မတို့ရောက်ရှိနေတဲ့နေရာကတော့မွန်ပြည်နယ်မော်လမြိုင်မြို့မှာပဲဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာလမှာကျင်းပပြုလုပ်မယ့်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတိုင်းရင်းသားပြည်သူများရဲ့စကားသံများကိုမေးမြန်းတက်ဆက်သွားမှာဖြစ်ပါတယ်ရှင်။ညီမလေးမဲဆင်းကြည့်ပြီးပြီလား။ဟုတ်ကြည့်ပြီပါဘူး။ညီမလေးတို့အိမ်မှာဆိုလို့ရှိရင်မဲပေးလို့ရတဲ့သူဘယ်နှယောက်လောက်ရှိလဲ။မိသားစုအားလုံး9ယောက်ရှိပါတယ်။ရွေးကောက်ပွဲဘယ်နေ့မှကျင်းပသွားမလဲဆိုတာကိုသိလားညီမလေး။သိပါတယ်။ဒီဇင်ဘာလ28ရက်မှာ။အခုဆိုလို့ရှိရင် electronic စက်နဲ့မဲပေးရမယ်ဆိုတော့ဘယ်လောက်ထိကွာခြားမှုရှိမယ်လို့ညီမလေးထင်လဲ။စာရွက်သက်ဆိုင်ရင်စက်ကပို့ကောင်းမယ်လို့ထင်တယ်ညီမအနေနဲ့ဆိုတော့ဘာလို့လဲဆိုတော့စက်ကကြတော့ကိုရွေးထက်လိုက်တဲ့မဲကပို့ပြီးမှတ်ကမယ်လို့ထင်ပါတယ်လူငယ်တယောက်အနေနဲ့ရောနိုင်ငံတော်အတွက်ဒီလိုမျိုးရွေးကောက်ပွဲကျင်းပတာဘယ်လောက်ထိကောင်းမလဲလို့ထင်လဲညီမတို့ပညာရေးရောအလောက်ကိုင်ခွင့်လန်းအားလုံးပို့ကောင်းမယ်လို့ယုံကြည်ပါတယ်ဒီမော်လမြိုင်ဒေသမှာရောကိုကဒေသခံတယောက်အနေနဲ့ပေါ့နော်ဘယ်ဟာတွေဖွံ့ဖြိုးတိုးတက်စေချင်လဲလမ်းနေရင်ခလေးတွေပညာရေးအလောက်ကိုင်မယ်ပေါ့ဦးလေးမဲဆင်းကြည့်ပြီလားမဲဆင်းကြည့်ပြီဘယ်မှာသွားကြည့်ခဲ့တာပါလဲဦးလေးအုတ်ချွေမှုရုံးတော့ကြည့်တာပါအဲ့လိုသွားကြည့်ရဲ့အခါမှာလေမှတ်ပုံတွေနံပါတ်တွေလွဲမှားတာတွေအမည်စင်းလွဲမှားတာရောကြုံပါလားကြုံခဲ့ပါလေဦးလေးကနာမည်လွဲမှားတာနာမည်ကစလုံးနတ်သက်နဲ့ဆန်းတယ်ဦးလေးနာမည်ကိုစလုံးမတ်သက်နဲ့ဆန်းတော့နည်းနည်းလွဲတယ်အဲ့ဒါပြင်ရတာအဲ့လိုပြင်တဲ့အခါမှာဘယ်လိုမျိုးဆောင်ရွက်ရလဲမသိဘူးလေအဲ့ဒီအခါမှာကျတော့ပုံစံ3ကကြီးနဲ့ဆောက်ပေးရမယ်အဲ့ဒီမှာရောတခြားအခက်အခဲရောရှိလားဦးလေးအဲ့တော့မရှိပါဘူးဟိုကနေပြီးတော့တတ်မှတ်ရက်မှာပြန်လဲကြာတာရွေးကောက်ပွဲရဘယ်နေ့မှလုပ်မလဲဆိုတော့ဦးလေးသိပါလားဒီဇင်ဘာ28နောက်ဆုံးပတ်လို့တော့သိပါနိုင်ငံသားတယောက်အနေနဲ့မဲပေးတာဘယ်လောက်ထိအရေးပါတယ်လို့ဦးလေးထင်လဲနိုင်ငံသားတယောက်အနေနဲ့မဲပေးတာလွန်းရေးပါပါတယ်လူရဲလို့ဖြစ်လာလို့ရှိရင်ကိုယ်နိုင်ငံအတွက်ပါလှည့်ကြည့်ရမှာပထမဆုံးအချက်ပါကိုယ်နိုင်ငံကိုလူမျိုးအတွက်အဓိကမဲပေးဖို့ကရေးကြီးတယ်လို့ဦးလေးထင်တယ်ကိုယ့်ရဲ့မဲကဘယ်လောက်ထိပြောင်းလဲသွားနိုင်မယ်လို့တော့ဦးလေးအနေနဲ့ထင်မြင်မိလဲကိုထဲတဲ့မဲတွေပွင့်ဟာအများပြည်သူနဲ့နှစ်သက်တဲ့မဲနဲ့အားလုံးထပ်တူကြခဲ့မယ်ဆိုတော့အမတန်တန်မှုရှိမှာကိုယ်နိုင်ငံအတွက်ကိုပြည်နယ်အတွက်ကိုတိုင်းဒေသကြီးအတွက်ဖြစ်နေတဲ့လူတယောက်တော့ဦးနိုင်ငံအဓိကထားပြီးရွေးချယ်သွားမှာဦးလေးကဒီမှာဒေသခံဆိုတော့နေရာရောကြာပြီလားနေတာကြာပါဦးငယ်စဉ်တွေကမော်လမြိုင်မြို့အခုဆိုလို့ရှိရင် electronic စက်တွေနဲ့မဲပေးရတော့မှာဆိုတော့အားသာချက်ကိုဘယ်လိုမျိုးအားနည်းချက်ကိုဘယ်လိုထင်လဲဒီစက်တွေကအားသာချက်အားနည်းချက်ကတော့ကွန်ပျူတာနဲ့သတ်မှတ်ထားပြီးတော့အတိုင်းအတာတစ်ခုတည်းလုံးဆောင်တဲ့အတွက်ကြောင့်မို့တော့မှားနိုင်တဲ့စွမ်းအားတော့မရှိဘူးတော့ဦးလေးယုံကြည်တော့ပါမှားယွင်းမှုတွေကတော့အလွန်နေမဲ့တော့ဦးငယ်အနေနဲ့ထင်တာပေါ့နော်ဟုတ်ကဲ့ပါရှင်ဒီ MEBN စက်တွေနဲ့ပတ်သက်ပြီးတော့ဦးလေးကဘယ်မှာသွားလေ့လာခဲ့ရလဲဒီ MEB စက်တွေနဲ့ပတ်သက်ပြီးတော့အုပ်ချုပ်မှုရုံးကရက်ကွက်ပါရှိတဲ့ပြည်သူလူထုတွေခေါ်တယ်ခေါ်ပြီးလို့ရှိရင်ဒီပြည်သူလူတွေကိုသူတို့ရှေ့လာရောက်ရှင်းပြလို့ဘယ်လိုနှိမ့်ရမယ်ကိုကြမ်းညက်တဲ့ရာအသီးနှံ့နေနဲ့ဦးငယ်တို့စံတက်ကာလာလုပ်ခဲ့တယ်လေဦးငယ်တို့ကအနောက်မှာ5-10ယောက်လောက်တိုင်နေတယ်ငါတို့တရက်တီးပဲကွာနှိမ့်ကြည့်မယ်ဆိုတရက်တီးပဲနှိမ့်ကြည့်တော့ကိုတွေတတ်မှတ်တဲ့10ယောက်နေထားတော့ပြည့်လေအဲ့လိုမျိုးကြတော့မှားယွင်းမှုတော့မရှိဘူးတော့ထင်တာပေါ့နော်ဟုတ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒေသခံတယောက်အနေနဲ့ကိုယ့်ရဲ့ဒေသကိုဘယ်လောက်ထိဖွံ့ဖြိုးတိုးတက်စေချင်ပါလဲဒေသခံတယောက်အနေနဲ့ကိုယ့်ရဲ့ဒေသရေးအေးချမ်းသားရဖို့ပြီးတော့ဘယ်လိုပြောမလဲပျက်စီးဆုံးရှုံးမှုမရှိဖို့တာယာဝပြောဖို့ဖက်ဖက်ကနေပေါ့နော်အေးချမ်းစွာပြည်သူလူထုနေထိုင်နိုင်မှုအဲ့ဒါပဲအဓိကမျှော်လင့်ရရှိပါတယ်မဲဆင်းကြည့်ပြီလားရှင်ကြည့်ပါရဲ့သမီးဦးလေးတို့အိမ်မှာဆိုရင်မဲပေးလို့ရတဲ့သူဘယ်နှယောက်လောက်ရှိလဲ6ယောက်သမီးရဲ့ဟုတ်ကဲ့ပါရှင်နိုင်ငံသားတယောက်အနေနဲ့ပေါ့နော်မဲပေးတာဦးလေးအနေနဲ့ဘယ်လိုမျိုးမြင်ပါလဲနိုင်ငံသားတယောက်အနေနဲ့ကတော့မဲရတော့ပေးရမယ်လေဟိုပြည်သူတွေရဲ့ဆန္ဒတစ်ခုရရှိတာပေါ့သမီးရဲ့ဟုတ်ကဲ့ပါရှင်ရွေးကောက်ပွဲကဘယ်နေ့မှပြုလုပ်သွားမလဲဆိုတော့သိပါသလားဒီဇင်ဘာ28ရက်နေ့ဒီမဲပေးရမယ်ပေါ့နော် MEBN စက်တွေဘယ်လောက်ထိတိကျမှုရှိမလဲဦးလေးအနေနဲ့မြင်မိလဲဒီကောင်ကတော့တော်တော်တိကျဒါလိန်ညာလို့မရအောင်လေကိုနှိမ့်တဲ့ခလုတ်ကတန်းဝင်သွားကြီးရကိုယ့်ရဲ့မဲရောဘယ်လောက်ထိအရေးပါမယ်လို့ထင်လဲပါတာပေါ့သမီးရဲ့တန်ဖိုးမဖြတ်နိုင်ဘူးလေဒီမဲတစ်ခုကတော့သမီးရဲ့လွတ်လပ်ပြီးတော့ငြိမ်းချမ်းတဲ့ဘဝကိုပဲလိုချင်ကြတာပေါ့ပြည်သူတွေကတော့ဦးလိုလည်းဒီလိုပဲလိုချင်ပါလေဦးလေးမဲဆင်းကြည့်ပြီလားကြည့်ပြီပါခင်ဗျာမဲဆင်းမှာသွားကြည့်ခဲ့ရလဲမဲဆင်းကိုကျွန်တော်ရကရုံးမှာကြည့်ပါကိုယ်တိုင်သွားကြည့်ခဲ့ရလားဦးလေးကိုယ်တိုင်ကြည့်တာပါဦးလေးမဲသွားကြည့်တဲ့အခါမှာရောလွဲမှားတာရှိသေးလားကိုပါလည်းတော့မရှိဘူးချိုးမှာတော့လွဲမှားတာတွေပါတယ်တွေ့ရတယ်လည်းပါဗျာဟုတ်ကဲ့ပါရှင်နိုင်ငံသားတယောက်အနေနဲ့မဲပေးတာဘယ်လောက်ထိအရေးပါတယ်လို့ထင်လဲပြောင်းလဲမှုကဖြည်းဖြည်းပြောင်းမှုဆိုအရေးပါလို့ကျွန်တော်ထင်ပါတယ်အဲ့လိုရေကောက်ပွဲကျင်းပတဲ့ပုံမှာဦးလေးတို့အနေနဲ့ဘယ်လိုမျိုးထင်မြင်မိလဲကျွန်တော်တို့လုံးဝကြိုးဆိုတယ်ကျွန်တော်တို့ကောင်းတယ်လို့သတ်မှတ်တယ်ဟုတ်ကဲ့ကျွန်တော်မှလည်းအခုဆို2020ရတဲ့အခုချိန်ကြီးရက်သွား9နှစ်ရှိပါပြီပေါ့နော်9နှစ်မှတခါကျွန်တော်မဲပြန်ပေးပါဟိုပေးရတဲ့အချိန်မှာကျွန်တော်ဟိုလုံးကဟိုချက်တာမဟုတ်ဘူးတော့ဟိုခလုံးနဲ့ဆိုပို့ပြီးအဆင်ပြေကြတော့ပေါ့အားလုံးပြည်သူလူလက်တွဲညီညီနဲ့တိုးတက်လာဖို့အတွက်ကျွန်တော်တို့လည်းအများကြီးပြောလင်းလာပါတယ်ကျွန်တော်တို့ဒီလိုမျိုးအကောင့်တွေပေါ်လာတော့ဝန်တာတယ်ပါတယ်ဘာဖြစ်လို့ဆိုအများဆုံးအကောင့်တွေပေါ်လာတဲ့အခါကျရင်ကိုယ်နိုင်ငံတိုးတက်မှုတိုးတက်ကြောင်းလူတွေအားလုံးမျက်ဝါးတက်မြင်လာတဲ့အခါကျပျော်ရွှင်မှုတွေဒီတိုင်မှုတွေအားလုံးကမြင့်မြတ်လာမယ်အင်းချတာမှုတွေဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့မြင်ပါတယ်
နိုင်ငံသားတစ်ယောက်အနေနဲ့ကိုယ့်ရဲ့မဲရဘယ်လောက်ထိအရေးပါအရာရောက်မယ်လို့ဦးလေးမြင်မိလဲ မဲသပြားမထည့်ဘူးဆိုရင်နိုင်ငံသားအတွက်ဆုံးဆုံးမှုနစ်နာမှုဖြစ်မှာပေါ့အားလုံးမဲထည့်စေချင်တာဒီတာကပြည်သူများနေတဲ့ဖွံ့ဖြိုးတိုးတက်ဖို့လမ်းပိုင်းတွေမိပိုင်းတွေဖွံ့ဖြိုးစေချင် ကိုယ့်ရဲ့နိုင်ငံသူများနိုင်ငံနေတဲ့မတိုင်အောင်မှကိုယ့်နိုင်ငံကိုဟိုမိသားစုလို့စုစုလုံးလုံးနဲ့နေဖို့ရဲတတရရနေဖို့ရဲကိုယ့်နိုင်ငံကြီးကောင်းစားဖို့ရဲဘူးနေကြမှာတယ်မှာနိုင်ငံတော်ကြီးစီပင်သားရအေဂျင့်ဘူးဆန္ဒမဲပေးကြစို့